ဟုတ်ကဲ့မင်္ဂလာပါခုဆိုရင်လို့ line ပေါ်မှာမိဖညီကိုမောင်နှမများအားလုံးသတိထားကြပါလို့ online လိမ်လည်မှုအများကြီးဖြစ်ပြောင်းနေပါတယ်လို့ခုဒီနေ့ဆိုလို့ရှိရင်ပဲ software application vocabulary application တွေကနေပြီးတော့ software လေးတစ်ခု download လို့နားမလဲပါမလဲနဲ့ကျွန်တော်သမီးတပည့်ဖြစ်သူတယောက်က down လိုက်ပါတယ်နာမည်တော့ထည့်မပြောတော့ပါဘူးdown လိုက်တဲ့အခါမှာ down ပြီးတဲ့အခါမှာအကောက်ဖွင့်ဖို့ဆိုဖုန်းနံပါတ်5လုံးတောင်းပါတယ်အဲ့ဒီ5လုံးတောင်းပြီးတော့ငွေလှမ်းပြီးတော့မချီးပဲနဲ့ဥပမာတစ်ခုငွေချီးလုပ်ငန်းလုပ်တယ်ဆိုလို့ချင်းလဲကျွန်တော်ကျမတို့ဒီငွေချီးလုပ်ငန်းလုပ်ပါတယ်အတိုးကဘယ်လောက်နှုံးပါလို့တိတာတင်ရှားတော့မပြောဘဲနဲ့ငွေ2400ကလေးမလေးရဲ့ကစ်ဘေးကောက်တဲ့ဝင်လာပါတယ်ဝင်လာပြီးတော့နောက်တပတ်ပြေးလို့ရှိရင် message ကြလာတာ4000ပြန်ဆက်ရပါမယ်တဲ့2400ကြာတော့4000ငွေ9ဟိုအချိန်9ရက်နဲ့4000ပြန်ဆက်ခိုင်းတယ်4000ပြန်ဆက်ခိုင်းတော့ကဲသမီးဆက်လိုက်မနက်ကတခုတော့မေးလိုက်ဘယ်မျိုးနယ်ထဲမှာတော့လို့မေးလိုက်ပါလို့ပြောလိုက်တဲ့အခါမှာဆက်မဲ့လူတော်မှာပဲဘယ်မျိုးနယ်ထဲမှာတော့မေးလိုက်တာနဲ့မိုးမွန်အောင်ဆဲသွားတယ်တဲ့ဒီ online လိမ်လည်မှုတွေကကြီးခဲ့တဲ့လူကြီးတွေတာဝန်ရှိတဲ့ပုံကိုယ်တွေမသိကြတော့ဘူးလားမဖော်ထုတ်နိုင်တော့ဘူးလားအဲ့ဒီလှမ်းပြီးတော့ခေါ်တဲ့အဲ့ပေးလိုက်တဲ့ဖုန်းနံပါတ်5လုံးထဲမှာကျွန်တော်ရဲ့ဖုန်းနံပါတ်လည်းပါသွားပါတယ်အဲ့ဖုန်းနဲ့လှမ်းခေါ်ပြီးဝင်လာတဲ့ဖုန်းနံပါတ်က3999991644ဆိုတဲ့တယ်လီနော့နံပါတ်နဲ့ဖြစ်ပါတယ်ဝင်လာချင်းလူအားမွေးပြီးတော့လူစိတ်မပါဘဲနဲ့ဆဲပါတယ်မိကောင်းပါခင်သားသမီးကမွေးသောသူများမဟုတ်တဲ့အတွက်ကြောင့်တည်တာပါလေအားကြောင့်မင်းတို့ကြားပြန်နေလို့ပြောလိုက်ပါတယ်ကျွန်တော်လည်းအဲ့ဒီဥစ္စာတွေကိုတာဝန်ရှိပုံကိုလူချင်းမင်းတွေကပြင်းပြင်းထန်ထန်ရေးယူသင့်ပါတယ်လို့ဖုန်းနံပါတ်လည်းတိကျပါပါနော်3999995644ဖုန်းနေရာရဲ့တီနံပါတ်စော်ဝဲကိုကျွန်တော်ရိုက်ရှာပါတယ်ဒါပေမဲ့ရှာလို့မလွယ်ပါဘူးအစိုးရတာဝန်ရှိသူမှအပဖုန်းရဲ့တီနေရာကိုရှာလို့မရပါဘူးလို့ပေးပို့တဲ့အကောက်ကစ်ဘေးကောက်ကနေတော့ပေးပို့တာပါပေးပို့တဲ့အကောက်ကနာမည်ကဒေါ်ခင်မာဝေဖုန်းနံပါတ်က396936933939ဖြစ်ပါတယ်ကစ်ဘေးကမ္ဘောလာဗန်တာဝန်ရှိလူချင်းများလည်းဒီအကောက်ဒီလိမ်လည်မှုနဲ့ပတ်သက်ပြီးလောက်ကင်စားတော့နေသောအကောက်ဖြစ်ပါတော့ကြောင့်ပြင်းထန်သောအရေးယူပေးပါရန်တင်ပြ